ဒီမင်းကလေးငယ်လေးကကိုကြုံတွေ့ရတဲ့မပျော်ရွှင်စရာတွေကိုသူမရဲ့ diary ထဲမှာအမြဲရေးလေးရှိတယ်။ဒါပေမဲ့သူမမသိပဲမိဘတွေက diary ကိုလှုပ်ဝက်ဖတ်နေကြတယ်။အဲ့ဒီထဲကနေသူမကိုကျောင်းကလှောင်းပြောင်းအနိုင်ကျင့်နေကြတာကိုသိသွားကြတယ်။နောက်နေ့မှပဲသူမကိုလှောင်းပြောင်းနဲ့အတန်းဖို့တယောက်ကျောင်းပြောင်းသွားပြီဆိုတာသိလိုက်ရတယ်။တနေ့မှာတော့ကိုလိုက်ဆွေးမျိုးလို့ပြောလာတဲ့လူတယောက်ကအခန်းတစ်ခန်းထဲမှာဘသူနေလဲဆိုတာသူမကိုမေးလာတယ်။သူမကမသိဘူးလို့ပြန်ပြောလိုက်တော့အဲ့ဒီလူကမိဘတွေကိုတတိထားဘူးတိတိလီတတိပေးသွားတယ်။အဲ့ဒီနေ့မှာပဲသူမကစာသင်ခန်းထဲကအမြန်ထွက်ပြီးအဲ့ဒီအခန်းကိုတွားဆုံဆန်းလိုက်တယ်။အခန်းထဲမှာတော့တွေကိုတွေးပြီးမယ်တကားကိုမဖွင့်နိုင်လို့ပြတင်းပေါက်ကဝင်ဖို့စဉ်းစားလိုက်တယ်။အထဲကိုဝင်လိုက်တော့အဲ့လာဟာကောင်လေးကလည်းအခန်းဖြစ်နေပြီးဓာတ်ပုံတစ်ပုံကိုတွေ့လိုက်တယ်။အဲ့ဒီအချိန်မှာသူမရဲ့မိခင်ပြန်လာပြီးမယ်သူမကိုအခန်းထဲမှာမတွေ့နိုင်ခဲ့ဘူး။သူမကကိုလုတ်ခဲ့တာကိုဖုံးကွယ်ဖို့ရေချိုးနေလို့ဟန်ဆောင်ပြီးထွက်ပြေးနိုင်ခဲ့တယ်။ဓာတ်ပုံတွေကကောင်လေးနဲ့ပတ်သက်ပြီးတခုခုမမှန်တာရှိတယ်လို့သူမတန်တရားဝင်လာတယ်။အမှန်တရားကိုသိဖို့နောက်နေ့မှာသူမရဲ့ချမ်းသာတဲ့အဖွားအိမ်ကိုတွားလဲခဲ့တယ်။ဒါပေမဲ့အဖွားကစိတ်လှုပ်ရှားပြီးမတည်ငြိမ်သလိုဖြစ်နေတယ်။သူမကထပ်မံပြီးသူမရဲ့ခံစားချက်တွေကို diary ထဲမှာရေးချလိုက်တယ်။မိဘတွေကထပ်ပြီး diary ကိုဖတ်လိုက်တဲ့အခါသူမဟာသူမရဲ့အကောင်းဆုံးတငယ်ချင်းကိုမတက်ခဲ့ဘူးဆိုတာသိလာကြပြီးခေါင်းတုံးမင်းကလေးကသာအဓိကပြစ်မှုကျူးလွန်သူဖြစ်ကြောင်းသိလိုက်ကြတယ်။နောက်နေ့မှာတော့ခေါင်းတုံးမင်းကလေးပျောက်ဆုံးသွားပြီဆိုတဲ့သတင်းကိုသူမရရှိလိုက်တယ်။ပူမစိတ်ဝင်စားဖို့ကောင်းတဲ့အကြောင်းအရာတွေ